အမြဲ active ဖြစ်ပြီးတော့ပေါ့နော်အမြဲ energy ပြည့်နေတယ်အမမှာအချစ်တီမရှိဘူးလားပေါ့နော်ဆိုတော့ကျမလည်းအရင်တော့ချစ်ခဲ့ပါတယ်ပေါ့နော်ဒီအချင်းနဲ့ပတ်သက်လာပြီးဆိုလို့ရှိရင်လေနည်းနည်းလေး serious ဖြစ်တဲ့ထဲမှာပါတယ်ကွာအဲ့လိုမျိုးအတ္တဆန်နေပေါ့နော်မိုးရဲ့အချစ်ကနည်းနည်းအတ္တဆန်တဲ့ထဲမှာပါတယ်ဆိုတော့ပေါ့နော်ဘလောက်ဖေးကိုကပေါ့လူတယောက်ကိုမွားချစ်ပြီးဆိုအရင်တော့လှုပ်ခဲ့တဲ့အမားပေါ့နော်အရန် control ချင်တာဒီလား control အရန်လှုပ်ချင်တာသူ့ကိုနာလွယ်ပြီးတခြားဘယ်နေရအောင်မကွာမျက်စိအရှိအပြောက်မခံနိုင်တဲ့အချစ်မျိုးနဲ့ပေါ့နော်မိုးကဒီ love history နဲ့မိုးကစခဲ့ရပါဆိုတော့အမန်တော့အဲ့ဒါကဘာလဲဆိုလို့ရှိရင်မိုးတို့ရဲ့ဒီကြီးပြင်းလာတဲ့ပြောမဆိုလို့ရှိရင်ကြီးပြင်းလာပုံချင်းကမတူတာပေါ့နော်မိုးကြီးပြင်းလာတဲ့အချိန်မှာကျတော့ငငယ်တော့ဆိုလို့ရှိရင်အချစ်မရှိရဲ့ကြားရကြီးပြင်းလာရဲ့မိုးတို့ရဲ့မိဘတွေကမချစ်ပြရမဟုတ်ချစ်ပြရပေါ့နော်ဒါပေမဲ့ကွာအချစ်တွေကိုသူတို့ကထုံမပြဘူးသူတို့ရဲ့အချစ်ကိုသူတို့ရင်ထဲမှာတိမ်နေချစ်တွေပေါ့နော်ဆိုတော့မိဘတွေအချစ်ကစမ်းကြယ်ကိုကလည်းအိမ်မှာအကြီးဆုံးတမီးဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့ဒီအချစ်တွေကိုဝဝလွင်လွင်မခံစားရဘူးပေါ့နော်အဲ့တော့စပြီးတော့ကိုချစ်ရတဲ့လူတွေ့တဲ့အချိန်မှာကြတော့လေသူ့အချစ်ကိုကလုံးဝမရှာတော့ဘဲနဲ့ကို့အချစ်ကိုကသူ့ကိုအရန်ပေးချင်တာပေါ့နော်ပြီးတော့သူ့ကိုချုပ်ကင်ချင်တယ်ချဲလဲချင်တယ် control လုပ်ချင်တာပေါ့နော်ဆိုတော့အဲ့ဒီမှာပဲစပြီးပြဿနာစဖြစ်ပါလေရောပေါ့နော်ဆိုတော့လူတိုင်းကိုမှချုပ်ချယ်လို့မရဘူးလူတွေကို control လုပ်လို့မရဘူးဆိုတာကိုမှအရင်နားမလည်ဘူးအဲ့တော့ကို control မလုပ်ဘဲနဲ့သူများကို control လုပ်တာပေါ့နော်အဲ့ဒီ control လုပ်တာကနေစပြီးတော့မိုးတို့ရဲ့ဒီ love story ကစပြီးပြိုကွဲပါလေရောအမှတယောက်နဲ့တယောက်ယုံကြည်မှုတွေကစပြီးပြက်ပြားပါလေရောပေါ့နော်ဆိုတော့အဲ့လိုမျိုးပေါ့နော်ကိုကဒီတော်တော်များများပြောကြအမ energyအမြဲပြည့်ရဲ့အမကအမြဲfull energy ဖြစ်တယ်ပေါ့နော်အမအမြဲ addict ဖြစ်နေတယ်အမမှာဒီပေါ့နော်တခြားစိတ်ညစ်စရာတွေမရှိဘူးလား pressure တွေမရှိဘူးလားဆိုရှင် pressure ကလေနေ့စဉ်နေ့တိုင်းရှိရဲ့ဒါပေမဲ့ကွာဘယ်လိုမျိုး pressure ပဲလားကို control လုပ်နိုင်တဲ့ပြောမယ်ဆိုလို့ရှင်energy ကိုထိန်းထားရပေါ့နော်ကို control လုပ်နိုင်အောင်ကိုကစပြီးကျင့်သုံးထားရအဲ့တော့သူတို့ဘာကို control လုပ်မဲ့စိတ်တွေအားလုံးကိုပြန် control လုပ်ပြီးတော့ကို energyကိုအမြဲ fulling ဖြစ်နေအောင်ထားရပြီနော်အဲ့တော့မာကိုဆက်သွားမယ်ကိုလှုပ်ချင်တဲ့ခြေလမ်းကိုသွားချင်တဲ့လမ်းတွေကိုကိုမြင်မယ်ကိုသွားချင်တဲ့နေရာတွေကိုရှောက်နိုင်မယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးစိတ်နဲ့မိုးကသွားထားပါရယ်ဆိုတော့last story မှာဘ ᱹ ကိုမှမချုံအောင်မို့နဲ့ဒီပြီးတော့ကို control အမြဲလုပ်နေဖို့ပေါ့နော်အဲ့ဒါကိုမိုးကဒီ video ကနေပြီးတော့ sharing လုပ်ပေးလိုက်ပါတယ်ရှင်